အားလုံးပဲမင်္ဂလာပါဒီနေ့မှာဘရာကျော်စားခြင်းနေတဲ့လူတွေအတွက်ကျွန်တော်လေးလာထားတဲ့လွယ်ကူရိုးရှင်းပြီးတော့စားလို့ကောင်းတဲ့ဘရာကျော်လုပ်နည်းလေးကိုအားလုံးအတွက်ကိုမျှဝေပေးလိုက်ပါတယ်ကျွတ်ကျွတ်မွမွလေးနဲ့အနံ့လေးကလည်းမှုေးပြီးတော့စားလို့လည်းအရန်ကောင်းပါတယ်ခင်ဗျာကလဘေးကိုကတော့မမီလှုပ်ချင်တဲ့အတိုင်းအတာလေးကိုကျွန်တော်တို့တညရေးစိန်ထားမယ်ဒါမှမဟုတ်လို့ရှိရင်ညနေလုံးမယ်ဆိုမနက်လောက်ကလေးကရေးစိန်ထားလိုက်ပါပြီးရင်တော့ကြက်သွန်မြူကြက်သွန်နေနဲ့ဂျင်းကိုကျွန်တော်တို့မညက်တညက်အနေထားလေးကျွန်တော်တို့ထောင်းထားလိုက်ပါမယ်ခင်ဗျာထောင်းပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေစိမ်ထားတဲ့ကလပ်ဘဲတွေကိုရေစစ်ပြီးရင်ကျွန်တော်တို့ခွဲပြီးတော့ထောင်းပါမယ်တစုံတည်းဆိုလို့ရှိရင်အရင်မောင်းနေတဲ့အတွက်ကြောင့်မလို့ထောင်းရလဲခက်ပါတယ်မထောင်းချင်ဘူးဆိုလို့ရှိရင်တော့ ready made ဘရာကျော်လုပ်တဲ့ကလပ်ဘဲချမ်းမုတ်ထုတ်လေးတွေရှိပါတယ်သူကအညက်ကြီးမဟုတ်ပဲနည်းနည်းအကြေလေးတွေပေါ့နော်ကျွန်တော်ကဒီနေ့မှထောင်းတဲ့အခါမှာလည်းအရင်အညက်ကြီးကိုမကြိုက်ဘူးပဲစီလေးတွေကိုက်ပြီးတော့စားချင်တဲ့အတွက်ကြောင့်မို့လို့မညက်တညက်အနေအထားလောက်အထိကိုပဲကျွန်တော်ကတော့ထောင်းလိုက်ပါတယ်ခင်ဗျာအားလုံးလည်းထောင်းပြီဆိုလို့ရှိရင်ခုနကကြက်သွန်ပြူကြက်သွန်နီဂျင်းထောင်းထားတာလေးရဲ့ပဲထောင်းထားတာလေးရဲ့အချုံမုတ်အနေငယ်စားအနေငယ်နဲ့စနေမုတ်အနေငယ်ရဲ့ဒါကကြတော့ကျွန်တော်တို့အကြော်မှုတ်ပေါ့နော်ဒီအကြော်မှုတ်ကိုတစ်စိတ်ကိုစားလို့မရဘူးဆိုရင်ကျွန်တော်တို့ယူရီးယားမဲ့အကြော်မှုတ်ကိုလည်းသုံးလို့ရပါတယ်ဒါလေးတွေထည့်ပြီးတော့ရောနေလိုက်ပါမယ်ပြီးရင်တော့အနက်လေးကပို့ပြီးတော့လည်းမွေးချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ပြင်းတော့သိမ်ရော့ကိုပါတခါတည်းထည့်ပြီးတော့နေတယ်ကြက်ဥနှလုံးကိုပါဖောက်ထည့်ပြီးတော့တခါတည်းနေထားလိုက်ပါတယ်ခင်ဗျာမဆလာကြိုက်လို့ရှိရင်တော့မဆလာကိုပါတခါတည်းရောနေလို့ရပါတယ်ကျွန်တော်ကမဆလာသိမကြိုက်တဲ့အတွက်ကြောင့်မို့လို့မဆလာမထည့်တော့ပါဘူးဘရာကျော်စားတဲ့အခါမှာငရုတ်သီးတောက်လေးကိုက်ပြီးတော့စားရတာကပို့ပြီးတော့လည်းအရသာရှိတယ်လို့ဆက်ဆက်လေးနဲ့လုံးဝကိုမိုက်ပါတယ်ဒါကြောင့်မလို့ငရုတ်သီး6လေးတွေကိုပါကြော်ထားလိုက်ပါမယ်အရင်မဲသွားရင်တော့မကောင်းပါဘူးပြီးရင်တော့ပြင်းတော့တိမ်ရွက်ကိုလည်းထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်ပြီးရင်ကျွန်တော်တို့ဆယ်ထားလိုက်ပါမယ်ခင်ဗျာငရုတ်တီတောင်နဲ့ပြင်းတော့တိမ်ရွက်လေးလည်းကြော်ပြီးပြီဆိုတော့ကျွန်တော်တို့ဘရာကျော်အလုံးလေးတွေပေါ့နော်မိမိစိတ်တိုင်းကြအလုံးလေးတွေလုပ်ပြီးတော့ကြော်လိုက်ပါမယ်သူကကျွန်တော်တို့စီလေးနည်းနည်းများများလေးထည့်တယ်ဆိုလို့ရှိရင်တော့လောက်ရတာလည်းပိုလွယ်ပြီးတော့ကတ်လည်းမကတ်တော့ဘူးပေါ့နော်ပြီးကျွတ်ကျွတ်မွမွလေးနဲ့အနမ်းကကျွန်တော်ပြင်းတော့တိမ်ရွက်ကိုပါတခါတည်းထည့်ပြီးတော့လုံထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြင်းတော့တိမ်ရွက်အနမ်းကလည်းမှုေတယ်ပဲနံ့လေးနဲ့ဆိုတော့လုံးဝကိုကျွန်တော်တို့ဒီဈေးထဲကိုသွားလို့ရှိရင်ရနေတဲ့အနံ့မျိုးကိုရတယ်ပေါ့နော်ကျွတ်ကျွတ်မွမွလေးနဲ့လုံးဝကိုမိုက်ပါတယ်အပြင်သားလေးကတင်းပြီးတော့အတွင်းထဲထိကိုလုံးဝကျက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စီစစ်ထားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ရွာတွေမှာဘရာကြော်ရောင်းတဲ့ပုံစံကဆိုလို့ရှိရင်ကျွန်တော်တို့အပြားလေးတွေပေါ့နော်မဆုပ်ကြော်တယ်လို့မျိုးအပြားလေးတွေကြော်ရောင်းပါတယ်ဒါကြောင့်မို့လို့ရွာကိုလည်းတတိယရတဲ့အတွက်ကြောင့်မို့လို့အပြားလေးတွေနဲ့အလုံးလေးတွေနဲ့ကြော်ပြီးတော့ကြော်လိုက်ပါတယ်ဒါတွေကလည်းလုံးဝအတွင်းထဲထိကျက်သွားပြီဆိုလို့ရှိရင်တော့စီစစ်ပြီးတော့ဆယ်ထားလိုက်ပါမယ်ပြင်းတော်သိမ်ရွက်နဲ့ဘရာကျော်ကိုပေါင်းဆက်ပြီးကြော်ထားတဲ့မှုရဲနံ့တွေကမြန်မာပြည်ကဈေးလမ်းမတွေကိုတတိယနေမယ်ဆိုတာလုံးဝကိုယုံကြည်ပါတယ်လည်းပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတော့အနံ့ကိုမှမှုေးနေရောကျွန်တော်တို့ဒီဘရာကျော်အများတန်းဈေးတွေကဝယ်စားနေတဲ့အနံ့မျိုးပေါ့နော်သူတို့လုပ်တဲ့ဟာကိုတော့မိချင်မှလည်းမိမယ်အနံ့ကတော့တကယ်မှုေးပြီးတကယ်စားကောင်းမှသေးကြတယ်စားပါဦးကျွတ်ရွာနေရေနွေးလေးနဲ့ထိုင်တော့ဘလောက်ကောင်းလိုက်မလဲပဲဥမာစိတ်နေရောထဲမှာပြင်းတော့တဲ့ရွက်ပါထည့်ပြီးတော့ညောလုံးလာတော့လေကြော်လိုက်တဲ့ခါမှာလည်းလုံးဝမှုေးတက်တယ်ဗျတကယ်ရှာဒီငရုတ်စီတို့ပါတော့ညာလို့ ਨੇ တို့စားပါတော့ငရုတ်စီဆိုမှငရုတ်စီသေးတယ်ငါပတိရတယ်ငရုတ်စီလေးနဲ့စားရမှာဟုတ်စားပါဦးထားလို့ကောင်းတယ်ကြည့်ကျွန်တော်တို့တထုံမာတွေဆိုရင်လည်းလေကျွန်တော်ဈေးတွေပါသွားရင်
ဒါပူပူလောင်လောင်လေးစားတကယ်ကောင်းတယ်လို့အလုံးလေးတွေလုံးနေကျွန်တော်ရွာတွေမှာကြတော့ကြော်ဆိုင်တွေမှာဒီလိုမျိုးရောင်းတာတွေရှိတယ်ဒီလိုမျိုးပဲလုပ်ကြတာအဲ့လိုပြကြည့်တာဝါရမ်းစားလိုက်ကောင်းတာပဲဆိုတော့ရုပ်စီလေးနဲ့ကလည်းပို့ပြီးတော့လိုက်တယ်ပေါ့နော်ဒါကြောင့်မို့လို့လိုက်လို့စားကြည့်ပါခင်ဗျာနောက်ဘလို့မှပြန်တွေ့ပါမယ်တတာ